ခဲ့လဲငါဝါမနေပါဘူးဒီလိုရတာတော့တော့နေရရဖို့လည်းမမှန်ရဲပါဘူးဒါကြောင့်ငါအောင်မြင်မှုငါရိုက်ချိုးစာသားတွေချမ်းခဲ့ရသူအလင်းပေါ်လာသူကိုရှင်းပြဖို့ငါမစင်စားဘူးငါစာသားလဲကူငါစာပေါ်ကူတယ်ဘာလို့လဲမတင်ပါဘူးအဲ့ဒါလုံးကောင်းကလေးရှောင်းချမ်းရတော့